ပြောကြဒီစကန်ဆိုလဲဒါသူက2023မှာလည်းတစ်ခါတိုက်ဘူးတယ်2024မှာလည်းတစ်ခါတိုက်ဘူးတယ်အခုလည်းတစ်ခါပြန်ကျုံးတယ်ပေါ့နော်အဲ့မှာစစ်ကောင်စီဘက်ကကောင်နေအချိန်ချင်းတိုက်ခံရတဲ့စကန်ဖြစ်တာတော့မှပဲဒီကောင်နေကောင်းမွန်အောင်မပြင်ဆင်နိုင်ဘူးဆိုတဲ့အချက်ပေါ့နော်ပြင်တော့ပြင်ဆင်လိုက်မယ်ဒါပေမဲ့ဒီကောင်နေလုံး太难了，阿拉拉没有那边不是啥。မက်စလာ28ရက်နေ့မနက်6နာရီခန့်အချိန်မှာဘောလခဲမြို့နယ်9မိုင်ခန့်အကွာဘောလခဲမြို့နယ်မြို့သစ်မြို့ကြားမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုကရင်နီတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ2နာရီခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။လက်နက်ခဲယမ်းနှဲပါလာတဲ့အတွက်ကရင်နီတော်လိုင်းတပ်ပေါင်းစုအဖွဲ့များကပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အခုလိုဆုတ်ခွာခဲ့ပြီးတဲ့နောက်မက်စလာ30ရက်နေ့မှာပြန်လည်ထိုးစစ်ဆင်ဝင်ရောက်တဲ့အချိန်မှာစစ်ကောင်စီတပ်သားများဟာစခန်းကိုဆုတ်ခွာထွက်ပြေးသွားတာကိုတွေ့ရှိခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီဝမ်မလန်စခန်းကို3ခါလောက်ဝင်တိုက်ပြီးပါပြီ2023ခုနှစ်2024ခုနှစ်တည်းတုန်းကဝင်တိုက်ပြီးပြီဒါပေမဲ့မရခဲ့ဘူးမက်စလာ28ရက်နေ့ကမနက်6နာရီကနေ8နာရီခွဲလောက်အထိအလုပ်လုပ်နေတဲ့အချိန်မှာပစ္စည်းအင်အားတွေနဲလာတာပေါ့အဲ့ဒါကြောင့်နည်းနည်းပြန်ဆုတ်လာပြီးတော့နားထားတယ်ပစ္စည်းတွေဖြည့်လူဝင်အားတွေခွဲလုံနေရင်းနဲ့မက်စလာ29ရက်နေ့ကသူတို့ညာတွင်ကြီးစွန့်ခွာသွားတယ်လို့ထင်တယ်မက်စလာ30ရက်နေ့မှာပြန်ပြီးတော့ဝင်ရှင်းတော့ရန်သူကမရှိတော့ဘူးစခန်းထဲမှာပြောင်းကုန်ပြီစခန်းထဲကနေအလောင်း4လောင်းရတယ်ကြီးအမျိုးသားနည်းနည်းပါးပါးရတယ်များတော့တိတ်မများဘူးအဲ့လောက်ပဲရတယ်လို့ KAC ရေးချုပ်ဘုံမူကြီးဖုံးနိုင်ကရှင်းပြထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာကရင်နီတော်လိုင်းပူပေါင်းတပ်ဖွဲ့ကရဲဘော်တအူးကြဆုံးခဲ့ပြီးတော့မစိုးရင်ရဒဏ်ရာရရှိသူ10ဦးကျော်ရှိတယ်လို့သိရပါတယ်စစ်ကောင်စီတပ်သားများအနေနဲ့ဘောလခဲမြို့နယ်ရွာတစ်ကြားထဲမှာရှိတဲ့မိုင်းထန်ကျေးရွာမှာရှိကာကဲစခန်းကိုဆုတ်ခွာသွားခြင်းဖြစ်တယ်လို့သိရပါတယ်ဝမ်မလန်စခန်းမှာကစစ်ကောင်စီရဲ့စကခနှစ်မိုင်းတောင်ကလာပြီးတော့လှုပ်ရှားတာတစ်နှစ်ကျော်နေပါပြီကုန်တော့မယ်မကြတော့ဘူးတက်မ66လဲကုန်ပြီဘကိုးကအေးမတက်ကလည်းမရှိတော့ဘူးဘောလခဲကတော့ပြတ်အောင်ချတော့မယ်ကျွန်တော်တို့တိုက်ခိုက်နေတဲ့အချိန်မှာတော်လာမလုပ်ကြဖို့နဲ့ရွာသားတွေနေနေတဲ့နေရာမှာလဲလေရင်နဲ့ဘုံကျဲတာတွေကိုသတိထားပြီးတော့မှခိုင်မာနဲ့ခိုးလုံနိုင်တဲ့ဘုံခိုချင်းတွေကိုတူးထားကြဖို့မှားခြင်းပါတယ်လို့ KAC ရေးချုပ်ဘုံမူကြီးဖုံးနိုင်ကရှင်းပြထားပါတယ်ဝမ်မလန်စခန်းမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဟာစကခနှစ်မိုင်းတောင်လက်အောက်ခံခလာရ82တပ်ရင်းကတပ်သားများအထိုင်ချထားခြင်းဖြစ်ပြီးတော့ဘောလခဲမြို့ကာကဲစခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်ဘောလခဲမြို့မှာခမရ430ခမရ33ခေါ်ခမရ4နဲ့9နဲ့စစ်ဗျူဟာအခြေချတပ်တို့ရှိတယ်လို့သိရပါတယ်အဲ့ဒီတပ်စခန်းများကိုကာကွယ်ရန်အတွက်ကာကဲစခန်းများအဖြစ်နဲ့ဝမ်မလန်စခန်းမိုင်းထန်စခန်း12မိုင်တက်ကုန်း4မိုင်ကုန်းတို့ရှိရာယခုခါမိုင်းထန်တပ်စခန်း4မိုင်ကုန်းတို့သာကြန့်ရှိတော့တယ်လို့ပြောပါတယ်မက်စလာ19ရက်နေ့ကစပြီးတော့ဘောလခဲမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုလည်းကရင်နီတော်လိုင်းပူပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာယနေ့အချိန်ထိတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာစခန်းသိမ်းတိုက်ပွဲ update သတင်းကတော့ကရင်ပြည်နယ်မြောက်ဦးမြို့နယ်ထိုင်းမြန်မာနယ်စပ်မော်ဖားသူရွာမှာရှိတဲ့စစ်ကောင်စီရဲ့မော်ဖားသူစစ်စခန်းကို KNL ပူးပေါင်းတပ်ဖွဲ့က AP လ19ရက်နေ့ညပိုင်းမှာသိမ်းပိုက်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီစခန်းကို AP လ18ရက်နေ့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တရက်အတွင်းမှာသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကစစ်ကောင်စီတပ်သားများဟာလည်းစခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့သတင်းဌာနများကဖော်ပြထားပါတယ်။ဒါအပြင်မော်ဖားသူရွာကပြည်သူ200ကျော်ဟာလည်းထိုင်းနိုင်ငံဘက်အခြမ်းကိုထွက်ပြေးခိုလုံခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီစခန်းဟာထိုင်းမြန်မာနယ်စပ်နဲ့ကက်လျက်တည်ရှိတဲ့စခန်းဖြစ်တဲ့အတွက်စစ်ကောင်စီတပ်သားများဟာနယ်စပ်ကနေဖြတ်တန်းသွားလာတဲ့သူတွေကိုမှတ်တမ်းပြုလုပ်တဲ့တပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ AP လ18ရက်နေ့ကထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာထိုင်းစစ်တပ်ကလုံခြုံရေးတွေတိုးမြင့်ထားကြောင်း
马大球了，大球。来呀！别来呀！别来！别来！来不？别往我们进来呀！喂，那大家好，吃饭。开着叫他不知道什么。Voi, voi. Voi, voi. Voi, voi. Ê, ngáo lùi nhau gì nó. Thì chả lâu nó. Quay này vào. Cô này thu á. Cô. Nào. Cô này thu này đây. Cô đi. Cô cái thu đá đi. Nào. Cô. Đi vào tập cắt đi quay lên. Tập quay này.
ကိုရခူလိုက်ကပ်တိုင်းထားရဖမโอเคဒီကတော့လင်းနေရဟဲ့ကိုရခူလိုက် Thế là đó đâu. À là mấy nó cái bớt ra sai. Chào. Chị khen mà. À, phu gia này. Mà chi đi. À đi. Giờ đây tệ lắm. Giờ tệ nó cục tệ lắm. Bố. Tệ. Aku နောက်ပိုင်းဒီကောင်းနေကျွန်တော်ရှေ့ကထိထမှာလည်းတွေ့အခုမဘာသူမှာလည်းတွေ့တယ်ဒီ60သီးကိုမနေဘူး RPG သီးရေဆိုလဲဒီလိုပဲအဲ့ရှေ့ကစကန်နေသိန်းနေဆိုလဲကြည့်လိုက်အများကြီးပဲကောင်းနေအကြီးကိုတော်တော်လေးတွင်တွင်ကြဲကြဲသုံးတယ်ပေါ့နော်ပြီးတော့ဒီဥစ္စာနဲ့ပဲဥနေပြစ်ခတ်မယ်ဆိုတဲ့ပုံစံမျိုးတို့ရည်ရွယ်ထားရတွေ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းဘယ်တော့ပဲပြင်ဆင်တာကောင်းနေအစင်မပြေလိုက်ဘူးမရဟိုမထိန်နိုင်လိုက်ဘူးပေါ့နော်ဒီသူရဲ့တက်မတော်သားတွေကအပြင်းထန်အသေးအတန်ဆိုပြီးပါလိုက်သေးတယ်အသေးအတန်ခုခံကာကွယ်နေပါတယ်ဆိုပြီးတော့ပြောတာပေါ့ဒါပေမဲ့အဖွဲ့တွေကတော့ငါမသိငါစကန်မကြရတယ်ပါနဲ့ဓာတ်ပုံတွေရိုက်နေပြီပြီးရင်တော့စကန်ထဲမှာရှင်းလင်းတဲ့ဗီဒီယိုတွေထွက်လာပြီပေါ့နော်ပြီးအဲ့မှာကျွန်တော်စနိုက်ပါသမားဖြစ်မယ်ထင်တယ်ပြစ်ထားတဲ့ပုံစံပေါ့နော်ဒီជីကာအုပ်တော့တစ်လုံးကထိတ်တက်မှာမှန်ထားအဲ့ဥစ္စာဒါနှစ်ထပ်ပန်ကာတစ်ခုပေါ်မှာတွေ့လိုက်တယ်ပေါ့နော်တွေ့လိုက်တော့အဖွဲ့တွေရှယ်စော်ထားတဲ့ပုံစံမျိုးပေါ့နော်ရှယ်စော်လက်တဲ့စမ်းတာလက်ကျင်ထားတယ်လို့တော့ပြောလို့ရတယ်အဲ့မှာဆိုလဲဒါဘန်ကာတွေဆိုလဲတွေ့တာပဲဒါနှစ်ထပ်ပန်ကာတွေပါတွေ့တယ်ဒါပေမဲ့ဟိုအဖွဲ့တွေကဟိုပြင်းထားတဲ့အနေထားကြောင့်မလို့တော်တော်လေးပျက်စီးရွရွနေတဲ့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့ဒါလည်းဒါကြောင့်တမဟာခွန်ထဲမှာသိန်းနိုင်တဲ့နောက်ထပ်စကန်တစ်ခုပေါ့နော် ဒီမှာလဲဘာလဲပူလူတူ124ခေါ်တာပေါ့1.1ရှိပြီးခလက်ဒေးတို့ခလက်ဒေးစခန်းပြီးအခုဆိုလို့ရှိရင်ဒါဟိုပါပေါ့မော်ဖားသူပေါ့ပြီးဟိုဘက်ဆိုလို့ရှိရင်တက်မ၄ဘက်ကလည်းဒါထိထစခန်းဟိုရှိပဲအခုခွန်ထဲမှာဆိုဟိုဟာမှာဟိုမဲသောတို့ဘာလို့ခေါင်းချင်းနေလောက်နေခေါင်းချင်းနေအဲ့ဒါကညီလေးမဲသောတို့ဝါခါတစ်တို့ကလေဝါခါတစ်တို့ကဒီဝါခါတစ်ဆိုလို့ရှိရင် तू ကအရင်တော့တကယ်ဟိုအိုမီဂါရှိတ်ကိုအိုမီဂါရှိတ်ထဲမှာ तू ကစခန်းတည်ထားတာပေါ့စခန်းတည်ထားပြီးတော့အဲ့ဟာတကယ်တိုက်တုံးကသာတကယ်ဟိုကြီးမားကြီးပေါ့နော်တကယ် share တိုက်ခဲ့တာဒီခွန်ဆိုလို့ရှိရင်အခုစခန်း3လုံးမြောက်ပေါ့နော်4ဆိုလို့ရှိရင်ဒါရှေ့မှာ120တွေပါရထားတယ်ထီစခန်းဆိုတော့တခုတိုက်ထားတာရှိသေးတယ်ပေါ့အခုထီထားပေါ့ဒါ
ဗျူဟာမှုပထမဆုံးရလိုက်တဲ့ဗျူဟာမှုလို့ပြောရမှာပေါ့နော်ပထမဆုံးရလိုက်တဲ့၄ထဲမှာတက်မ၄ထဲမှာပေါ့နော်ပထမဆုံးရလိုက်တဲ့၄ရဲ့ဒါစတဲ့ခြေလမ်းကအောင်မြင်မှုအကြီးနဲ့စတာပေါ့နော်စပြီးတော့ဒီနောက်ပိုင်းတွေမှာလည်းပို့ပြီးတော့မှဒါအောင်မြင်မှုတွေပို့ပြီးတော့ရလာလိမ့်မယ်ပေါ့အဲ့ဒီမှာ तू ကကိုတို့အမြဲတမ်းပြီးရတဲ့ရက်ပိုင်းပြောနေကြလို့ပဲ तू တဖွဲ့တဲ့ငါတို့နေပြည်ထဲမှာဒီစခန်းရှိတယ်ကွာငါတို့သွားချပလိုက်မယ်မဟုတ်တော့ဘူးလာအများကြီးတော့ပြောကြငါတို့တွေဝိုင်းကြမယ်ဘယ်ကတော့ပါလဲဆိုညီတိုက်တာကဒဝဲမှာနော်ဒဝဲကနေဆက်သွားလို့ရှိရင်ဒဝဲကနေမြစ်တာပေါ့မြစ်တာကနေဒီထီခီကိုမရောက်ခင်မှာညာဘက်ကိုလမ်းခွဲသွားရင် तू ထီထစခန်းကိုရောက်တယ်ဗျူဟာစခန်းကြီးဗျူဟာစခန်းကမှ तू ကစခန်းတစ်လုံးနဲ့မဟုတ်ဘူးနော်ညီ၃လုံးခုရှိတာဟုတ်တယ်၃ခုမှာဟိုဘက်အစွန်ဆုံးစခန်းနဲ့ဒီဘက်အစွန်ဆုံးစခန်းကိုတိုင်းရဲ့ချိန်မှာမီတာ900ကျော်ဝင်းကျင်တော့ဝေးတယ်အဲ့မှာ तू ကရှေ့သုံးစခန်းမှာဟိုဒါပြောရမယ်ဆိုမတိုက်ခင်တော့ကလည်းမြေပုံလာပြီးတော့မှတယောက်ပြဘူးတယ်ပေါ့နော်ပြဘူးတယ်ဒီကအခြေအနေဘယ်လိုရှိလဲဆိုတဲ့ဟာမေးဘူးတယ်ပေါ့မေးဘူးတယ်ဆိုတော့ဒီစခန်းကကိုကြောင်ရတယ်လို့ဆိုလိုတာမဟုတ်ဘူးလာပြီးတော့မှဟိုဖြစ်တော့အကြံပြုဆွေးနွေးဘူးတယ်ပေါ့နော်ဆွေးနွေးဘူးတဲ့အခါကျတော့အဲ့ဒီရှေ့သုံးကုန်းက तू စနိုက်ပါတင်လာတာဒီကောင်นี้စနိုက်ပါတင်ပြီးတော့မှအလဲကုန်းက तू လက်နဲ့ကြီးလုတ်တယ်လက်နဲ့ကြီးလုတ်ပြီးနောက်ဆုံးကုန်းမှာရွာနဲ့ကဲ့ရဲ့ကုန်းမှာ तू ဗျူဟာမှုထိုင်တာအဲ့ဒီဗျူဟာမှုထိုင်တာမှာ तू ဆက်သွယ်မြောင်းဘယ်လိုလုပ်ထားလဲလို့ညီသူတို့ drone နဲ့တွားပြီးတော့မှ scout လုပ်ပြီးတော့မှကြည့်ထားတဲ့ဓာတ်ပုံတွေပြပေးတယ်ကိုဒီလိုတော့ရှိတယ်အဲ့ तू ဆက်သွယ်မြောင်းအပေါ်အပွင့်မဟုတ်ဘူးအပေါ်ကနေ तू ဟိုဝါဒီကားရတာသူဝါကြမ်းကင်းနေကာရတာအောက်ထက်ကလူသွားလို့ရှိရင်ဆက်သွယ်မြောင်းထဲမှာလှုပ်ရှားသွားလာမှုအပေါ်ကနေမမြင်အောင်ပေါ့တဲ့အဲ့လိုမျိုးတေချာလှုပ်ထားတဲ့စခန်းကုန်းနော်ဒါပေမဲ့ခဏလေးနဲ့ဒါအဲ့တော့စိတ်ဓာတ်ကဘယ်လောက်ထိယုံရင်းပျက်စီးနေပြီလဲဆိုတဲ့ဟာတစ်ချက်သွားပြီးတော့မှပေါ်တယ်ပေါ့နော်ပြီးရင်အဲ့ဒီထောက်ကျင်မကောင်းတဲ့ဟာကဟိုအညံ့ခံလို့သိကမရှိတာပေါ့နော်အညံ့ခံလို့သိမရှိတာကအဲ့ဒီ၃ကုန်းမှာရှေ့တကုန်းရပြီဒုတိယတကုန်းရပြီနောက်ဆုံးဗျူဟာမှုဖမ်းမိတဲ့ဂုံတကုန်းပဲကျန်တော့တယ်ကျန်တဲ့ချိန်မှာ तू ကလက်နဲ့ချဖို့တောင်းဆိုတယ်ပြောတယ်ဒီဘက်ကအဖွဲ့ရအေးစိလက်နဲ့ချမချဘူးအေးစိလက်နဲ့ချမချဘူးမချတော့နောက်တော့အတင်းဝင်လုံးပြီးတော့မှတိုက်ပလိုက်တော့ဗျူဟာမှုအရှင်ရတဲ့ခါကျတော့ညီလေးတို့ကိုတို့တီးထားတဲ့အတိုင်းပေါ့နော်တီးထားတဲ့အတိုင်းပေါ့စောင်းချုံမပြေတော့အတမရှိတော့အေးပေါ့အတမရှိအောင်လုံးလိုက်ရတာပေါ့ဒါလဲ तू ကဟိုတော်လိုင်းတက်ဖွဲ့တွေကဟိုနိုင်တဲ့စီနေပြုလုပ်ခဲ့တာမဟုတ်ဘူးပေါ့နော်ကြားသိရတဲ့သတင်းတွေရဘယ်လိုလဲဆိုတော့သူကဖမ်းမိတဲ့လူတွေနဲ့ဒီသူတို့ရရှိတဲ့လက်နဲ့သိသိရမိတဲ့လက်နဲ့ကမမျှဘူးမမျှဘဲနဲ့လက်နဲ့ရည်တွေကနဲနေတော့ဒါဒီကုန်းမှာဗျူဟာမှုကြီးဆုံးဆိုဗျူဟာမှုများတိမလားဆိုတော့စိတ်နဲ့ပေါ့နော်တော်လိုင်းတက်ဖွဲ့တွေကအေးစစ်စစ်မေးတဲ့အချိန်မှာဗျူဟာမှုကဒီလိုမျိုးမချေမငံပြန်ပြီးတော့မှပြောသေးရလားပြုသေးရလားပေါ့နော်မင်းတို့ဘာလို့ပြောရမှာလဲဘာဖြစ်လဲညာကြိုက်လို့လို့ဘာလို့ပြီးတော့ तू ကဒီတိုင်းထိုင်ပြီးစကားပြောမှမဟုတ်ဘဲနဲ့တို့ထပြီးတော့မှလူတယောက်ကိုထထိုးမယ်ပေါ့တို့ဒီလိုထိုင်နေရတယ်ဒီလိုဘာသူ့မှာဘာစိတ်ရှိမှန်းမသိဘူးလေကိုတော်လိုင်းတက်ဖွဲ့တွေကတယောက်အနားမှာရှိတဲ့ဟာတစ်ခုနဲ့ကောက်လုပ်လိုက်လို့အသက်ဆုံးရှုံးဒီလိုကိစ္စမျိုးနဲ့တုံမှန်တယောက်ကလှုပ်လို့အသက်ဆုံးရှုံးခံရတယ်ဆိုတော့ဘလို့မှဖြစ်စရာအကြောင်းမရှိဘူးလေအဲ့ဒီအတွက်ကိုဘက်ကဒါဘေးကလုံခြုံရေးရဟိုတတိရှိတဲ့လူကချက်ချင်းထားပြီးတော့မှတုံ့ပြန်လိုက်ရတာပေါ့ဒီလိုဖြစ်သွားတဲ့အခြေအနေမျိုးအဲ့တော့ဟိုဖမ်းမိရင်လည်းဆောက်ချိုးပြပြလေးတော့နေကြပါလို့ဒီနေ့ကိုပြောတာတည်းပြီးရင်တော့ဆောက်ချိုးပြပြနေလို့အဲ့ဒါဟိုသူကမန်မချဘူးပေါ့မန်မချပဲနဲ့ဒီလိုမျိုးတော့နောက်ဆုံးကုန်းဟိုဟွာဖြစ်တဲ့အချိန်မှာတော့အလံပြူမထောင်မဲနဲ့ဘွဲတွေဆိုလည်းဘလို့မှဟိုတော်လိုင်းတက်ဖွဲ့အနေနဲ့ဘလို့မှစိတ်ချတဲ့အကြောင်းမရှိတော့ဘူးဟိုဗျူဟာမှုတော်ဒီလိုလုပ်တယ်ဆိုတော့အောက်ကကောင်တွေလည်းဟိုဟွာဖြစ်ရမှာပဲဆိုပြီးတော့မှဒါအချင်းတော်တော်ကြီးကိုထိန်းထိန်းထားရမယ်အနေထားဖြစ်သွားတာပေါ့ဆောက်ချိုးမပြေတာပါဆောက်ချိုးမပြေတာဆောက်ချိုးမပြေတာပြီးရင်ထိုင်ထားလို့တော့ဝါသနာပါနေတာပေါ့နော်အဲ့တော့မတတ်နိုင်ဘူးပြီးတော့တပ်ဖွဲ့တွေကတော့ဘူးမှအဲ့လိုမျိုးလက်လွတ်ဆိုပဲမလုပ်ချင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒါပထမဆုံးဒီ viewer စကန်ကုန်းသိန်းအောင်ဝဲလည်းဖြစ်တယ်ပြီးရင်အရှင်ရမိတဲ့ဒါအရာထုအကြီးဆုံးကောင်လည်းဖြစ်တယ်ပေါ့နော်အဲဒါကြအဲ့လိုကောင်မျိုးကိုစစ်ဆေးမေးမြန်းတဲ့အခါရရှိလာမဲ့အဖိုးတန်တဲ့အချက်လက်တွေကအများကြီးရှိတာအားလုံးအသိထားပြီးသားအဲ့တော့ဘယ်သူမှမလုပ်ရှင်ဘူးဒါပေမဲ့လည်းဒီကောင်ကိုယ်တိုင်ကစတောင်းဆိုတဲ့ပုံစံဖြစ်သွားတော့မတက်နိုင်ဘူးပေါ့နော်အဲ့တော့နောက်တစ်ခုကဒီ ball care ပေါ့နော် ball care မျိုးတွေတည်းကဒါ Wembley တက်စကန်ကိုတိုက်ခိုက်တာပေါ့နော်Wembley ကိုတိုက်ခိုက်တာအဲ့မှာတိုက်တာကတော့သူက28ရက်နေ့ကတိုက်တဲ့အချိန်မှာဒါတော်လိုင်းတပ်ဖွဲ့တွေဘက်ကလက်နက်ခရမ်းနဲတယ်ပေါ့နော်ရန်ရနဲတော့ကြတော့သူပြန်ဆုတ်လိုက်
ပြန်ထုတ်လိုက်ပြီးအဲ့မှာပြန်ပြီးဖွဲ့စည်းတယ်အင်အားတွေပြန်ခွဲတယ်လက်နက်ခဲရန်ပြန်စုဆောင်းပြီးတော့ပြန်ပြီးတော့30ရက်နေ့မှာပြန်တိုက်တဲ့အချိန်ကျတကောင်းမှမရှိတော့ဘူးအလောင်း4လောင်းကြံခဲ့တယ်ပြီးရင်ခဲရန်တွေကြံခဲ့တယ်ဟောနော်အဲ့ကြောင့်ကျောင်းကနှမျောတာဆိုတာဒီ28ရက်နေ့မှာသာအောင်မြင်အောင်တိမ့်ပိုက်လိုက်နိုင်တယ်ဆိုရင်သူအများကြီးရအလောင်းလက်လည်းအများကြီးရမယ်စစ်တုံးမန်းတွေလည်းရှိမှာဗောနော်ပြီးတော့ကျတော့အခုဆိုရင်ဒါသူကခြံခဲ့တဲ့ပစ္စည်းပဲရခြံခဲ့တယ်ဆိုတာလည်းခုနလိုဒါဂျီတို့ခဲရနည်းနည်းဗောနော်အဲ့လိုဟာမျိုးကပဲအဲ့ဒါလက်နဲ့တော့မရလိုက်အဲ့လိုမျိုးပုံစံမျိုးဖြစ်သွားသူတို့ထွက်ပြေးချိန်ရသွားတာဟုတ်အဲ့ကြတော့ထွက်ပြေးတဲ့ချိန်မှာကိုကစကန်ကိုပြန်တက်ရှင်းတော့ကျတော့ဘာမှမကြံတော့ဖြစ်သွားဗောနော်အဲ့တော့တပ်ဖွဲ့တွေကိုပြည့်စုံစေချင်တာအဲ့ဒါတွေပါအဲ့ကျွန်တော်ဒါပြည်သူလည်းသိအောင်လို့ဗောနော်ဘာဖြစ်လို့လဲဆိုတော့ဒီတပ်ဖွဲ့တွေမှာပြည့်စုံနဲ့တိုက်ပွဲဝင်ရမယ်ဟေးဆိုရင်စကန်တစ်ခုတရက်အတွင်းသိမ်းနိုင်တဲ့အရေးချင်းလည်းရှိဟိုတော့ကတနားရီအတွင်းချနိုင်တဲ့အရေးချင်းလည်းရှိတယ်ဗောနော်ဒါပေမဲ့ခဲရန်အင်အားမလောက်ငှမှုတွေကြောင့်မလို့ခုနလိုပြန်ဆုပ်လိုက်ရတဲ့ခါကျတော့ရမယ်အကျိုးမြတ်တွေဗောနော်ဆုံးရှုံးဝရောနေဝဗောနော်အကျိုးမြတ်တွေဒါနည်းနည်းလေးပဲရလိုက်တယ်ဆိုတော့ပုံစံမျိုးဖြစ်နှမျောတော့ပြီးတော့ကျတော့ဒီစကန်ဆိုလဲဒါသူက2023မှာလည်းတစ်ခါတိုက်ဘူးတယ်2024မှာလည်းတစ်ခါတိုက်ဘူးတယ်အခုလည်းတစ်ခါပြန်ကျုံးတယ်ဗောနော်အဲ့မှာပြောရရင်ဒီစစ်ကောင်စီဘက်ကကောင်နေဗောနော်အချိန်ချင်းတိုက်ခံရတဲ့စကန်ဖြစ်တာတော့မှပဲဒီကောင်နေကောင်းမွန်အောင်မပြင်ဆင်နိုင်ဘူးဆိုတော့အချက်ပေါ့နော်ပြင်တော့ပြင်ဆင်လိုက်မယ်ဒါပေမဲ့ဒီကောင်နေလုံးဝဒီဥစ္စာကိုအောင်မြင်အောင်မထိန်းနိုင်ဘူးပေါ့နော်ဒီဘက်ကတပ်ဖွဲ့တွေကတစ်ခါမရဘူးလားနှစ်ခါတိုက်နှစ်ခါမရဘူးလားသုံးခါတိုက်မယ်ဆိုတော့စိတ်နဲ့ချတာပဲပေါ့နော်အချိန်တန်တော့ရတယ်ဆိုတော့ပြောချင်သူရှေ့ရနေပြီးတော့တိုက်ခံရတယ်ငါတို့ဒီချိန်ဒါ2023မှာတိုက်တယ်ဘယ်ကတိုက်တယ်ဘယ်လိုလုပ်မယ်24မှာတိုက်တယ်ဘယ်လိုလုပ်မယ်အခု25မှာထပ်တိုက်တယ်တေချာဖို့ပြင်ဆင်တော့ကွာဒါပေမဲ့လည်းလုံးဝမရဘူးအောင်မြင်တယ်ပေါ့နော်အဲ့မှာကျွန်တော်ဗီဒီယိုထဲမှာတွေ့တော့လေဟိုခုနပြောတဲ့အချက်ကိုကျွန်တော်တွေ့အဲ့ဒါကအခုနောက်ပိုင်း drone ရန်ကိုကြောက်တော့ကြတော့ဆက်သွယ်မျိုးကျွန်တော်အရင်လိုမျိုးဒီလုံးဝဟာလာဟင်းလေးအမိုးပဲမဟုတ်တော့ဒါပြစ်ချင်းနေရာလေးမှာပဲသူကအပေါက်ဖောက်ထားပြီးတော့ကျန်တဲ့နေရာအကုန်လုံးသူဝကတ်တင်တယ်ပြရနေအပေါ်မြေကြီးဖို့တယ်အဲ့မဲ့အောက်ထဲမှာဘလို့သွားနေလဲမမြင်ရဘူးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်အောင်လုပ်ထားရပေါ့နော်အဖွဲ့တွေကလည်းအဲ့အပေါက်ထဲကိုကြည့်ပဲတဲဆော်နေတာပေါ့နော်ဖုံဖုံဆိုတော့ဒါပေမဲ့အဲ့ဒါကတ်သက်ချက်ရှိတော့ရှိအဖွဲ့တွေဘက်ကကတ်သက်ချက်ရှိတယ်ပေါ့နော်ဟိုဘက်ကကောင်နေနည်းနည်းညံကောင်းတယ်ဆိုပြီးပြောရမှာပေါ့ဒါကကြည့်ရတာခုနစကန်တစ်ခုမှလည်းတွေ့တယ်အခုဒီဝမ်လန်စကန်မှလည်းတွေ့တယ်ဆိုတော့ရောင်နေစီမံချက်နဲ့လုပ်နေအထက်ကနေပြီးတော့ဘယ်လိုမျိုးပုံစံလုပ်ပါဘယ်လိုပြင်ဆင်ပါဘယ်လိုစောက်ပါဆိုပြီးတော့စီမံချက်ပေးထားတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲဥစ္စာကတော့ဒါနောက်ပိုင်းထူးခြားတဲ့ဒီကောင်ကြီးကပြင်ဆင်မှုပုံစံလေးတွေ့တာပေါ့ဒါပေမဲ့လည်းတစ်ခုကောင်းတာသူကသူဘလောက်ပဲပြင်ဆင်လုံးဝထွက်ပြေးတာပဲပေါ့နော်ထွက်ပြေးတဲ့အဆင့်ပေါ့နော်ပြီးရင်ဒါသူတို့ထားခဲ့တဲ့ထင်မှာဒါစစ်သားအလောင်း၄လောင်းတွေ့တယ်ဆိုတော့ရဲဘော်ရဲဘက်စိတ်မရှိတဲ့ဟာကိုလည်းမြင်ရလုံးဝဒါအမှန်ဆိုရင်အချိန်ရတယ်သူတို့အချိန်ရတယ်ပြေးဖို့အချိန်ရတယ်လေသူတို့2ရက်အချိန်ရလိုက်တယ်ပေါ့28ရက်နေ့မှာသူတို့စကန်မကြပါဘူးမကြတဲ့အချိန်မှာ30ကျမှပြန်တိုက်တယ်အဲဒါကြောင့်29 30ပေါ့နော်အဲ့ရက်အတော်တွင်းမှာဒါသူတို့ဒါပြေးဖို့အတွက်အချိန်ရတယ်ပြင်ဆင်ဖို့အတွက်အချိန်ရတယ်ဒါတော့မှပဲယူမသွားဘူးဒီအလောင်းတွေကောင်းကောင်းမမြင်မြုပ်သွားမျိုးမရှိဒီဟာတော်တော်ကိုသူတို့ဂျားထဲမှာပေါ့နော်ရဲဘော်ရဲဘက်စိတ်ဆိုတာကိုမရှိဘူးပေါ့နော်ပြီးရင်သူတို့ရဲ့မိသားစုတွေအတွက်တော့ကကိုစားသနာတာဟုတ်တယ်ကိုစားသနာတာမင်းတို့ရဲ့လင်ယောက်ျားတွေကအဲ့လိုအဖြစ်မျိုးကြုံနေရတယ်ပေါ့နော်မင်းတို့အချင်းချင်းကြားတော့မှပဲဒီလိုမျိုးဒါအပါခေါ်သွားတာမျိုးမရှိတဲ့ဟာမျိုးတွေကိုကြုံနေရတယ်ရဲဆက်ဆက်ဆွန့်ပစ်ခံရတဲ့အနေထားတွေကြုံနေရတယ်ဆိုတော့ဒီသူတို့ရဲ့မိသားစုတွေကိုသိစေချင်တာပေါ့နော်အဲကြောင့်ကိုယောက်ျားတွေဘာလုပ်ကောင်းတယ်ကိုပပကြီးဘာလုပ်ကောင်းတယ်ဆိုတော့လည်းတမျိုးပါဒါလည်းနောက်တဲ့အောင်ပွဲတစ်ခုဟုတ်တယ်ဒီကောင်တွေကိုချင်းပြတာလေရှားပါတမတက်နေပြီဆိုတော့အဲ့လိုပြောရမလို့ဖြစ်နေအဲ့ဒီအတိုင်းပဲညီတယ်အခုဒီကော့ကရိတ်မှာတိုက်ပွဲဖြစ်နေလက်ရှိဖြစ်နေပေါ့နော်ဖြစ်နေတဲ့အချိန်မှာဒီကော့ကရိတ်ကနေပြီးမှဒီဘက်တင်ငန်းကြီးတောင်ဘက်ကိုလာတဲ့တချို့ဟိုရက်ကားတွေရှိတာပေါ့ရက်ကားသမားတချို့ကပြောပြကြရဆိုလို့ရှိရင်ဒီအဲ့ကော့ကရိတ်အထွက်ဖက်မှာဒီဟိုတင်ငန်းကြီးတောင်ဘက်ကိုလာတဲ့အထွက်ဖက်မှာဆိုလို့ရှိရင်ဒီဓာတ်ဘော်ဒီတွေကဒီခွေးလောင်းတွေကလမ်းဘေးမှာဒီတိုင်းပဲတဲ့ဒီတိုင်းပဲသူတို့တွေးခဲ့တယ်ပေါ့နော်တော်တော်များတယ်လို့ဟိုဒီရက်ပိုင်းမှာလာတဲ့တယောက်ကပြောပြတော်တော်များတွေးခဲ့ရလို့ပြောတာပေါ့အဲ့တော့သူကဟိုတရက်ကတော့တို့ပြောပြသေးတယ်ကရင်ပြည်နယ်ဘက်ကိုတို့ရှေ့တန်းဝင်တော့မှာဒီလူ140လောက်တစ်နှစ်လုံးမှာလူ140လောက်ဒဏ်ရာရအောင်အသေးပြောက်အဲ့ထဲမှာအကြီးဆုံးကဘိုးကြီးပဲပါတာဒါကိုဓာတ်ဘော်တွေကိုတခြားဟိုစနစ်တကျမြေမြုပ်တကြိုပြီးတော့မှလုတ်ခဲ့ရတာပေါ့နော်ဒါပေမဲ့ဒီနေ့ဒီချိန်မှာသူကအယိုးပြလည်းမမျောလင်းနဲ့ဘာမှကိုမမျောလင်းတော့ဘယ်နေရာမှာဘလို့ပုံစံနဲ့ဆိုတာဟိုဘလို့ပုံစံနဲ့တည်သွားတယ်ဆိုတာကိုမိသားစုဝင်ကဘလို့ဖြစ်သွားတယ်ဆိုတာတော့တီးခွင့်မရတော့ဘူးပေါ့နော်အဲ့ဒီဟာအဲ့တော့ရှေ့ဆက်ပြီးတော့မှဒီမင်းအောင်လိုင်းအလုပ်ကိုဆက်လုံးနေပေးနေဦးမယ်ဆိုရင်တော့ဒါမင်းတို့ထိုင်နေမင်းတို့ကံပဲလို့ပြောချင်တာ
ကျွန်တော်တို့ကမတိကြမသေးကြဘဲနဲ့ဘာမှမလုပ်ဘူးသူတို့တောက်စားမူးယူပြီးတော့ရေကူးနေကြတဲ့အချိန်မှာဖမ်းတာပါဖျားဖူးတဲ့အချိန်မှာဖမ်းတာမဟုတ်ပါဘူးအဓိကဖမ်းတာကတော့ခေါင်းဆောင်နိုင်မင်းမှာသူနဲ့အတူပြူစောတိအဖွဲ့ဝင်၄ယောက်ပါတယ်ဒါပေမဲ့မိသားစုတွေရောပြီးတော့ပါလာတဲ့အတွက်သူတို့မိသားစုတွေရဲ့လုံခြုံရေးကိုလည်းစိုးရိမ်ပြီးတော့အားလုံးကိုလက်တလောခေါ်သွားတာပါမိသားစုဝင်တွေကိုတော့ကောင်းကောင်းမွန်မွန်ကျွေးမွေးစောင့်ရှောက်ထားပါတယ်အခုတော့သူတို့ရဲ့မိသားစုဝင်တွေကိုပြန်လွှတ်ပေးလိုက်ပါပြီလို့ရဲဘော်အေးမင်းထွန်းကပြောဆိုထားပါတယ်အဲ့ဒီဖမ်းဆီးထိန်းသိမ်းထားတဲ့ပြူစောတိများဟာအကြမ်းဖက်စစ်တပ်ရဲ့ခမရ20တပ်ရင်းနဲ့ပူးပေါင်းကကြေးပါများကိုမိရှုဖျက်ဆီးခြင်းပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်းပြည်သူများကိုရရဆက်ဆက်တပ်ဖြတ်ကအလောင်းဖြောက်ခြင်းပြည်သူပိုင်ပစ္စည်းများကိုရောင်းစားကခမရ20တပ်ထဲကိုပို့ပေးခြင်းညောင်လေးပင်မြို့နယ်စီမံကောင်စီဘုံမှုနေလင်းနဲ့ပူးပေါင်းကလူငယ်များကိုဖမ်းဆီးပြီးတော့ခမရ440တပ်ရင်းဒိုင်ဦးကိုပို့ဆောင်ခြင်းလူငယ်များနဲ့အထူပါလာတဲ့ဆိုင်ကယ်များကိုရောင်းစားကဘုံမှုနေလင်းနဲ့ခွဲဝေယူကြခြင်းတို့ကိုလှုပ်ဆောင်နေတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်ဖမ်းတဲ့အချိန်မှာပါလာတဲ့မိသားစုဝင်တွေကိုပြန်လွှတ်လို့ရပေမဲ့ဘသူကပြူစောထီးလဲဘသူကပြည်သူလဲဆိုတာမသိရသေးလို့ခေါ်သွားတာဖြစ်ပါတယ်လုံခြုံတဲ့နေရာကိုရောက်တဲ့အချိန်ကျမှစစ်ဆေးပေါ်ပေါက်ချက်တွေအရာပြူစောထီးခေါင်းဆောင်ကလှိုင်မင်းသူ့မိန်းမကမယံမင်းသူတို့အပါအဝင်9ဦးအဲ့ဒါတွေကိုတော့လက်ရှိထိန်းသိမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်သူတို့နဲ့သက်ဆိုင်တဲ့မိသားစုဝင်တွေကတော့ပြူစောထီးတွေမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့ကတော့ပြည်သူတို့ပဲတတ်မှတ်လိုက်ပါတယ်တော်လာမိဘပြည်သူများမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အမ20ခုစစ်ပြူဟာဗျူဟာတောင်ကန်ရဲဘော်အင်မထုံဖြစ်ပါတယ်ကျွန်တော်ဒီတတုံခရိုင်တပ်မ1 PDF တောင်ကန်ဖြစ်လေတောင်ထန်းဆောက်နေတာဖြစ်ပါတယ်အခုဒီရက်ထဲမှာလိုင်းပေါ်မှာအများပြန့်နေတဲ့သတင်းတွေတစ်ခုပေါ့နော်ဒါကလည်းစစ်ကောင်စီ lobby သတင်းဌာနတွေနဲ့စစ်ကောင်စီထောက်ခံသူတွေကနေပြီးတော့သတင်းမှာဖြန့်ထားတဲ့သတင်းတွေပေါ့အဓိကတော့ဒီကြိုက်ထီကိုဖျားဖူးလာတဲ့ဖျားဖူးပြည်သူတွေကို PDF တွေဖမ်းဆီးတယ်ဆိုတဲ့မဟုတ်မှန်သတင်းတွေကိုဒီအတွက်ကျွန်တော်ပြန်လည်ဖြည့်ရှင်းမှာဖြစ်ပါတယ်ကျွန်တော်15ရက်နေ့မှာပေါ့15ရက်4လ2025ရက်နေ့မှာညောင်လေးပင်ကနေပြီးတော့ပြူစောထီးတွေပါလာတဲ့ကားအဲ့ဒီကားတွေကကျွန်တော်တို့ကြိုက်ထူမြို့နယ်ပြမွန်ချောင်းကျေးရွာဂရက်ချောင်းကြီးတို့မှာရှိနေတယ်ဂရက်ချောင်းပေါ့နော်ဂရက်ချောင်းမှာရှိနေတယ်ဆိုတာသိရတာပေါ့နော်သတင်းရတယ်ပေါ့အဲ့ဒီသတင်းရကျွန်တော်တို့ဖန်ဆီးတာဖြစ်တယ်ကျွန်တော်တို့ကိုအနေငယ်ခုခံတာပေါ့နော်ပြည်သူပြည်စောတိခေါင်းဆောင်အပါဝင်ပေါ့နော်ပြည်စောတိချို့ပေါ့လေကျွန်တော်အဲ့ချိန်မှာတော့ကျွန်တော်တို့အကုန်လုံးမသိရသေးဘူးမသိရတဲ့အတွက်သူတို့ကမိသားစုတွေပါလာတယ်သူတို့ရဲ့မိသားစုတွေမှာကလေးတွေရောသူတို့ရဲ့မိန်းမတွေပေါ့နော်အဲ့ဒါတွေလည်းပါလာကြတယ်အားလုံးကိုကျွန်တော်တို့လုံခြုံရေးကျွန်တော်ခေါ်ရတာပေါ့နော်သူ့လုံခြုံရေးကိုလုံခြုံရေးပေါ့တကယ်တော့ကျွန်တော်အချိန်မှာမိသားစုတွေမဆိုင်တဲ့မိသားစုတွေကိုလည်းကျွန်တော်တို့ပြန်လွတ်လို့ရတာပေါ့နော်ဒါပေမဲ့ဘဒူကပြည်စောတိဘဒူကမိသားစုဝင်ဆိုတာမသေးခွဲသေးတဲ့အဖြစ်ကျွန်တော်လက်တလို့ကျွန်တော်ခေါ်ဆောင်သွားတာဖြစ်တယ်ကျွန်တော်လုံခြုံတဲ့နေရာရောက်တဲ့အချိန်မှာကျွန်တော်တို့စစ်စေးပေါ်ပေါက်ချက်တွေကပြည်စောတိကခေါင်းဆောင်လိုက်မင်းပေါ့နော်အဲ့ဒီပြည်စောတိခေါင်းဆောင်လိုက်မင်းညောင်လေးပင်ရပေါ့သူပါဝင်9ဦးပေါ့နော်သူစနီးနဲ့စနီးမရမင်းပေါ့အဲ့ဒါတွေကိုတော့ကျွန်တော်တို့လက်ရှိထိမ့်သိမ်းစစ်ဆေးနေစေဖြစ်တာပေါ့နော်ကျန်တဲ့မိသားစုဝင်တွေကိုတော့ကျွန်တော်တို့18ရက်4လ2025ရက်နေ့မှာကျွန်တော်တို့ကောင်းမွန်စွာကျွေးမွေးဆော့ဆော့ပြီးတော့ကျွန်တော်တို့ပြန်လဲလွတ်မြောက်လိုက်ပြီးလွတ်ပေးလိုက်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်လည်းသူတို့အနေနဲ့ဘေးကင်းလုံခြုံစွာကျွန်တော်တို့တွေကနေလွတ်မြောက်သွားပြီဖြစ်တာပေါ့နော်ကျွန်တော်တို့အနေနဲ့ကတော့သူတို့နဲ့ဆိုင်တဲ့ပြည်စောတိနဲ့ဆိုင်တဲ့မိသားစုဝင်တွေဟာပြည်စောတိဝင်တွေမဟုတ်ပါဘူးဒါကျွန်တော်တို့အနေနဲ့ပြည်သူတို့ပဲသတ်မှတ်တယ်အပြစ်ရှိသူတို့အပြစ်ရှိတဲ့အတိုင်းကျွန်တော်တို့စစ်ဆေးဖော်ထုတ်အရေးယူသွားမှာဖြစ်တာပေါ့နော်ဒါကိုလည်းကျွန်တော်ပြည်သူလူထုကိုချက်ပြတ်ခြင်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီသူတို့ကိုချက်ချင်းကျွန်တော်တို့မလို့ဆိုတော့ခုနစောစောပြောသလိုပေါ့ဘယ်သူကလူငယ်တွေလည်းပါတယ်လေပြည်စောအသက်မပြည့်တာတွေရောပြည့်တာတွေရောဆိုတော့အသက်ပြည့်တဲ့ဟာကိုကျွန်တော်ရင်ဆုံးဆွဲထုတ်ပြီးတော့စစ်ဆေးတယ်အဲ့ထဲမှာမှပြည်စောတီးဆိုတာ9ဦးပေါ်ထွက်လာတာပေါ့နော်ကျန်တဲ့ဟာတွေကိုကျွန်တော်တို့ပြန်လုပ်လိုက်ပါပြီကျွန်တော်တို့ချက်ချင်းမလို့ဘူးဆိုတဲ့ရည်ရွယ်ချက်ကကျွန်တော်လှုပ်လိုက်လို့နော်စစ်ကောင်စီဘက်ကနေပြီးတော့သူတို့ကောင်းတစ်ခုခုအန်ဒီပြုတ်ပြီးတော့ကျွန်တော်တို့လောက်လိုက်တာပါဆိုပြီးတော့လေသူတို့သတင်းမားတွေထုတ်လင်းမှာကိုလေစိုးရင်တော့ဗောနော်ဒါမျိုးတွေဖြစ်လာရင်လည်းကျွန်တော်တို့ဘက်ကိုလည်းသို့လောပြည်သူတွေနေနဲ့သို့လောအမြင်မျိုးတွေမြင်သွားမှာတော့ကျွန်တော်မလို့လာဘူးဒါကြောင့်မို့ကျွန်တော်တို့ခဏတခုထိမ့်သိမ်းပြီးတော့ကောင်းမွန်စွာကျွေးမှုဆက်ရှောက်ပြီးမှကျွန်တော်တို့ပြန်လည်လွတ်မြောက်လိုက်ပြီးဖြစ်ပါပြန်လည်လွတ်ပေးလိုက်ဖြစ်တာဗောနော်အဓိကကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်တို့ပြည်စောတိကောင်းဆောင်လှိုင်မင်းနောက်တော့မဲကြီးကျော်ဦးနောက်တော့လှိုင်မင်းရဲ့သား
မင်းမော်ဦးနောက်တော့အပတ္တပါနော်အပတ္တဆိုတာကျွန်တော်တို့အကျန်းဖက်နေနေအဖွဲ့ပေါ့ဗျာကျန်းဖက်နေနေပေါ့တိန်သေးပေါ့သူတို့9ယောက်နဲ့လိုင်မင်းရဲ့မြို့သမီးမှတ်ရမင်းတို့ကိုတော့လက်ရှိကျွန်တော်တို့ဟိုယူစစ်စီလေးရရှိပါတယ်စစ်စီတုံးပေါ့နော်အများအဖြစ်ကျူးလွန်တဲ့ပြစ်မှုတွေလည်းအများကြီးပေါ်လာတာရှိတာပေါ့နော်ရဲရဲဆက်ဆက်ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအများကြီးရှိပါတယ်ဒီဟာတွေကိုလည်းကျွန်တော်တို့ပြည်သူလူထုတွေကိုကျွန်တော်တို့မကြခင်မှာရှင်းရှင်းလင်းလင်းဖွင့်ပွင့်လင်းကျွန်တော်ချပြမှာဖြစ်ပါတယ်အခုစစ်ကောင်စီကနေပြီးတော့ကျွန်တော်တို့ဖျားဘူးပြည်သူတွေကိုကျွန်တော်တို့ PDF ကနေပြီးတော့ဖန်စီခေါ်ဆောင်သွားတယ်ဆိုတော့တည်မဟုတ်ဘူးဆိုတာကိုဒါပြည်သူလူထုကိုပွင့်ပွင့်လင်းလင်းနဲ့သိရှိနိုင်အောင်ကျွန်တော်ဒါရောက်ရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာပြည်သူလူအားလုံးကိုစိတ်ကိုကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းမိပါတယ်ခင်ဗျာတော်လာရေးဆလာပြီးတနစ်နောက်ပိုင်းဆိုလို့ရှင်တော့အမြဲတမ်းဖြစ်ချင်တဲ့ဆန္ဒတစ်ခုကတော့ကျတို့မြေပြင်မှာအထူးသဖြင့်လှုပ်ရှားနေတဲ့ PDF အဖွဲ့တေးလေးတွေအားလုံးပေါင်းပြီးမှတတ်တော်တွေအဲ့လိုမျိုးအဖွဲ့အစည်းကြီးနဲ့ဖြစ်ချင်ခဲ့တဲ့အရာတွေအခုနောက်ပိုင်းကျတော့ပိုပြီးမြင်လာခဲ့တယ်တချို့ဆိုလို့ရှိရင်အသေးလေးတွေပေါင်းပြီးမှတတ်တော်လေးတွေတီထောင်လာတယ်ဒါတွေကိုတွေ့ရတဲ့အတွက်ကြောင့်အယံဝမ်းသာတယ်ပြီးလို့ရှိရင်လည်းကျတို့ဒီလိုမျိုးဖွဲ့စည်းပြီးမှပေါင်းစည်းပြီးမှဒီစစ်ခွေးတွေကိုတိုက်ထုတ်တဲ့အခါမှာလည်းအောင်မြင်မှုအများကြီးကိုတွေ့ရတယ်အစတုန်းကရှမ်းပြည်တောင်ပိုင်းမှာလှုပ်ရှားနေတဲ့ KNDFဗျူဟာအမှတ်6နဲ့ KNDF drone တပ်ဖွဲ့တွေပူးပေါင်းပြီးတော့အခုကနေ KNDF B101 KNDF B102 KNDF B103 ဆိုပြီးမှဖွဲ့စည်းလိုက်တယ်ဆိုတဲ့ဥစ္စာသတင်းထုတ်ပြန်ထားတာတွေ့ရတဲ့အတွက်ကြောင့်အရန်ကျေးဇူးတင်တယ်ဝမ်းသာတယ်ပြီးလို့ရှိရင်အခုဒီ February လ17ရက်နေ့ကနေမှတင်နန်းစာပေးလာခဲ့တဲ့ဥစ္စာက April လ18ရက်နေ့မှာတော့တင်နန်းဆင်းနိုင်ခဲ့ပြီဆိုတဲ့အကြောင်းသတင်းထုတ်ပြန်ထားတာတွေ့ရတယ်ပြီးတော့အခုကျွန်တော်ဘေးနားမှာမြင်ရတဲ့ပုံတွေเนาะအင်မတန်မှဂုံယူစရာကောင်းပါတယ်စစ်ခွေးတွေလို့အတုပ်လိုက်ပေါ်တာဆွဲပြီးမှကျတို့ကစစ်တင်နန်းပေးဆံမလို့ပဲနဲ့စစ်ခွေးကိုမုန်းတဲ့စိတ်ကြောင့်ကျတို့ကိုယ်တိုင်တော်လာရေးထဲမှာပါဝင်လာတယ်အခုဆိုလို့ရှိရင်အခုဒီမှာမြင်ရတဲ့အတိုင်းပဲဘလောက်ထိအားတက်စရာကောင်းတယ်လေနော်တော်လာရေးပေါ်လေးတွေအားလုံးကတော့ကိုရောစိတ်ရောတွတ်လက်နဲ့စစ်ခွေးတွေကိုတော်လန်ဖို့ရန်အတွက်တော်လန်ရဲဘက်ကိုဝင်လာတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်လို့အခုဒီလိုမျိုးအဖွဲ့အစည်းလိုက်အုံလိုက်နော်တွေ့ရတဲ့အတွက်ကြောင့်လည်းရန်ဝမ်းသာပီတိဖြစ်ရပါတယ်ဆိုတော့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကြွအောင်ပွဲသတင်းအတူလေးတွေနဲ့အရင်သွားမယ်ဆိုတော့ဗတ်ထမဦးဆုံးကရင်အမျိုးသားလူမျိုးရဲတပ်မတော် KNLA တမ်ဟာလေးမှာအခြေချနေထိုင်တဲ့စစ်ခွေးစခန်းဖြစ်တဲ့ထီထာဗျူဟာစခန်းကိုKNLA နဲ့အတူပူပေါင်းတော်လာရဲတွေပူပေါင်းပြီးမှ April 12ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာ19ရက်နေ့မှာတော့အပိတတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်ဆိုတော့တိုက်ပွဲကတော့10ရက်ကြာခဲ့တယ်ပြီးတော့အဲ့တိုက်ပွဲထဲမှာပါဝင်ခဲ့တဲ့မဟာမိတ်တော်လာရဲတပ်ပေါင်းစုတွေရဲ့နာမည်ကိုလည်းပဲရေးပြီးမှ KNLA တမ်ဟာလေတမမူကိုရိုင်းလက်မရေးထုပြီးတော့အားလုံးကိုကျေးဇူးတင်ကြောင်းနဲ့ဂုဏ်ပြုကြောင်းထုတ်ပြန်ထားတော့တွေ့ရတယ်ဒီလိုမျိုးတယောက်နဲ့တယောက်ကိုညီတယ်ဆိုပြီးမှနင့်ကိုလည်းငါကိုညီတယ်ငါကိုလည်းနင်ကိုညီတဲ့အတွက်ကြောင့်ဆိုတဲ့စိတ်တန်နဲ့မဟုတ်ဘဲနဲ့ KNLA တမ်ဟာလေတမမူကတော့သူတို့နဲ့အတူတူပူးပေါင်းပြီးတိုက်ခိုက်ခဲ့တဲ့တပ်ပေါင်းစုတပ်ဖွဲ့ရဲ့နာမည်ကိုရေးပြီးမှအားလုံးကိုကျေးဇူးတင်ကြောင်းဂုဏ်ပြုကြောင်းဒီလိုမျိုးတရေဝန်စာထုတ်ထားတဲ့အတွက်ကြောင့်လေဒီလိုမျိုးလောက်ရကတော့တိတ်ပြီးမှဂုဏ်ယူစရာကောင်းတယ်တယောက်ကိုတယောက်ကျေးဇူးတင်နေဆိုတဲ့စကားကိုတိမပြုတ်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်နေဆိုတဲ့အကြောင်းကိုရရှိခဲ့တယ်နောက်အောင်ပွဲတင်တဲ့ဘုတ်အနေနဲ့ကတော့ PLLAD ကနေပြီးတော့ကုတ်တရတီရီမြို့နယ်လမ်းတနေရာမှာ3နာရီကြာကားတွေကိုစစ်ဆေးတဲ့အခါမှာဘုံမိုးတကောင်နဲ့သူစစ်ခွေး3ကောင်ကိုအရှင်လက်ဖမ်းမိနိုင်ခဲ့တာဖြစ်တယ်အဲ့ဘုံမိုးကတော့ဖြိုးမြင့်ကျော်ဖြစ်တယ်သူကတော့ဒီကာကွယ်ရေးပစ္စည်းစက်ယုံဌာနချုပ်ဘက်ကဖြစ်တယ်ပြီးနောက်တကောင်ကတော့တကြအောင်စောနိုင်သူ့ရဲ့အမက930ဒီမြေပြင်အင်ဂျင်နီယာတိုက်ရင်ကဖြစ်တယ်နောက်တကောင်ကတော့အမတ်3တက်ခွဲကဖြစ်တယ်နောက်တကောင်ကတော့ရဲတုတက်ကြထွန်းပြစုံဖြစ်တယ်သူတို့၄ကောင်ကိုဖမ်းရတယ်3နာရီစစ်ဆဲမှုပြုလုပ်ပြီးအပြန်ထဲမှာစစ်ခွေးတွေနဲ့တိုက်ပွဲဖြစ်တယ်အဲ့တိုက်ပွဲထဲမှာပဲစစ်တုံးပန်းတွေကတော့အဲ့မှာပဲတည်သွားရတာဖြစ်တယ်ပြီးတော့အခုကျွန်တော်ဘဲမှာမြင်ရတဲ့အတိုင်းပဲ KN လက်နဲ့ငွေတွေအများကြီးရရှိခဲ့တယ် KN လက်နဲ့မပါဘဲနဲ့ငွေနဲ့ဒီအတုံးဆောင်ပစ္စည်းကိုပဲ3,000ကျော်ဖို့ရှိတယ်လို့ပြောတယ်အရင်တော့ Flam တိုက်ပွဲထဲမှာလဲ3,000ကျော်ရရှိခဲ့တယ်
အခုဒီမှာလဲတိန်း2000ကျော်ရရှိခဲ့တယ်ဆိုတော့စစ်ခွေးတွေကဒီပတ်စံတွေကိုဘယ်ကရတယ်လဲကျတော့ပြည်သူဒီစီကနင်တို့ညစ်ပင်မှာရထားတဲ့ပတ်စံတွေမဟုတ်ဘူးလားအခုဒီ March လနဲ့ April လထဲမှာပဲကျတော့ပတ်စံတိန်းတောင်းများစွာရရှိခဲ့ပြီးလက်နက်ပစ္စည်းလည်းအများကြီးရရှိခဲ့တယ်ဒါတော့ကျမတို့တော်လာရဲတွေရဲ့အောင်ပွဲဖြစ်တဲ့ဆက်လက်ပြီးတော့လဲကျမတို့စခန်းကိုနေ့တိုင်းတိန်းနိုင်ဖို့ရန်တော့